Hello မင်္ဂလာပါ e-bike ပဲဒီဝါရင်းအကြောင်းလေးနည်းနည်းပြောပြပေးမယ်နော်ကျွန်တော်မင်းဟာညီကိုလေးကျွန်တော်မအားတဲ့အချိန်ဆိုတော့ကျွန်တော်ပြန်ဖြေပေးလို့မရဘူးเนาะကျွန်တော်အားတဲ့အချိန်လေးကြာတယ်ကျွန်တော်တစ်ချက်ပြောပြပေးမယ်နော်သူကကျွန်တော်ဒီရိုးရိုးပဲဒီနဲ့တိတ်တော့အရင်တော့ထူးခြားမှုမရှိဘူးသူကကျွန်တော် e-bike ဘင်းဒီဝါရင်းလိုက်တဲ့ခါကျရင်ကျွန်တော်တို့ကအချိန်တော့ယူရတယ်ဘာလို့လဲဆိုတော့ကာဝါတွေဖြုတ်ရတယ်နော်ကာဝါတွေဖြုတ်ရတယ်တချို့ဘင်းတွေဆိုကျွန်တော်ထီးအမိုးတွေဘာတွေညာတွေနဲ့အဲ့ဒါတွေကအလုံးရှုပ်ကြနော်အမှန်မှန်တော့ဝါရင်းကဘာမှပြောင်းလဲမှုတော့အရင်မရှိဘူးเนาะe-bike ဘင်းဒီမှာဆိုကျွန်တော်တို့ကဘာတွေရှိလဲဆိုကျွန်တော်ဒီမှာ9စအတန်ဘူးလို့4စအတန်ဘူးလို့ဖြစ်သွားတယ်เนาะဒီကတောက်အတန်ဘူးကြီးကဘာလုပ်ပြီးလဲဆိုကျွန်တော်ဟွန်းလှုပ်လုပ်ပေးမယ်နောက်ပြီးဟွန်းအတွက်ရယ်စကနေကတောက်အတွက်ရယ်ပေါ့เนาะအလန်းအတွက်ရယ်ကျွန်တော်အလုပ်လုပ်ပေးရပါပေါ့เนาะအဲ့တော့ trigger ကြီးတော့အရင်မရှိဘူးနောက်တစ်ခုကကျိုးများသွားတယ်ကျိုးများသွားတယ်ကျိုးတွေရှုပ်သွားတယ်နောက်တစ်ခုကသူကဒိုင်ဘွက်ပါတော့ဒိုင်ဘွက်ရဲ့ function တွေပါကျွန်တော်လိုက်တွဲရအောင်เนาะမျက်စိတွေနဲ့ရှုပ်တတ်တယ်အော်အဓိကကျွန်တော်တို့စစ်ကမယ်ဥမာ၄ပါဆွဲလို့မလဲဘူးဆိုရင်ကျွန်တော်တို့စစ်ကမယ်အဓိကအချက်လေးကိုကျွန်တော်တစ်ချက်ပြောပြပေးမယ်အဲ့တော့ကျွန်တော်ပုံမှန်ပြောနေကြတဲ့အတိုင်းပဲဥမာကျွန်တော်တို့ဖြီကိုဘိန်းစီရောက်လာပြီဆိုရင်ကျွန်တော်တို့ကအရင်ဦးဆုံးစစ်ပေးရမှာလားကျွန်တော်မော်တာလားကတ်ကတာ၄ပါလားပေါ့နော်အဲ့ဒါအရင်စစ်ဖို့တော့လိုတယ်အဲ့တော့ကျွန်တော်ဘယ်လိုစစ်ကမလဲဆိုရင်ဒီမှာအခုဆိုရင်ဒါကျွန်တော်မော်တာထွက်တဲ့ကျိုး၈ချောင်းเนาะဒါမော်တာစင်တာကျိုး၅ချောင်းရယ်မော်တာကျိုးကြီး၃ချောင်းရယ်ပေါ့နော်အဲ့ကျွန်တော်တို့ဘယ်လိုစစ်ကမလဲဆိုရင်ကျွန်တော်တို့ကဒီမော်တာထွက်လာတယ်ဒီမော်တာကျိုးကြီး၃ချောင်းကိုကျွန်တော်ဖြုတ်မယ်ဖြုတ်ပြီးတော့မီတာနဲ့ပေါ့နော်မီတာနဲ့အတန်မီစကေးမှာမီတာကိုထားမယ်ပေါ့နော်အဲ့တော့မီတာကျွန်တော်ကတော့ဒီမီတာနဲ့ပဲသုံးပါတယ်အဲ့တော့မီတာရဲ့ select တန်ကိုကျွန်တော်တို့အတန်မီစကေးမှာထားပြီးတော့အတန်မီစကေးမှာထားပြီးတော့ဒီမော်တာထွက်လာတဲ့ဒီမော်တာအလုံးကြီးကြီးထွက်လာတဲ့ဒီကျိုး၃စကိုကျွန်တော်တို့က connection ရှိမရှိတိုင်းမယ်ပေါ့နော်အဲ့တော့မီတာလက်တန်မှာကျွန်တော်တို့ကိုတစ်ချက်လာပြီမီတာလက်တံမှာကျွန်တော်တို့မှာနှစ်ဆပါတယ်ပေါ့နော်နှစ်ဆပါတာကိုကျွန်တော်တို့မှာ3ကျိုးကိုတစ်ချက်မှာတစ်ချက်ပတ်ချလိုက်တိုင်းပုံပေါ်ပြလိုက်အဲ့တော့မီတာကိုဒီမှာမီတာကိုအတန်မီစကေးမှာကျွန်တော်ထားမယ်ထားပြီးတော့ဒီမှာမော်တာထွက်လာတဲ့ကျိုး3ချောင်းကိုဒီလိုပေါ့နော်တစ်ချောင်းကြီးနေပတ်ချလဲ3ချောင်းတိုင်းမယ်ပေါ့နော်အဲ့ဒါလေ3ချောင်းတိုင်းလို့မီတာမှာအတန်မီရဲ့ connection ရှိရဆိုရင်ဒါမော်တာကောင်းတယ်ပေါ့နော်မော်တာကောင်းတယ်ဆိုရင်ဒါကျွန်တော်တို့ဒါတနည်းအားဖြင့်ဒါလေဘာဆွဲလို့မလဲတဲ့ဘိန်းကိုစမ်းတာပေါ့နော်အဲ့တော့ဒီမော်တာထွက်လာတဲ့ကျိုး3ချောင်းကိုဒီလိုအတန်မီစကေးနဲ့တိုင်းလိုက်လို့ဒီ connection တွေအကုန်ကောင်းတယ်ဆိုရင်ကျွန်တော်တို့ကတ်မှပြန်တွဲမယ်ပေါ့နော်ကတ်မှပြန်တွဲပြီးတော့ကတ်မှပြန်တွဲအဓိကကျွန်တော်တို့ကတ်တကတ်မှာနားလဲရမှာပထီအနေနဲ့ကျိုးတော့ကျိုးနေပါစင်စာကျိုးနားလဲရင်ကျွန်တော်တို့ကဒါအလုပ်လုပ်လို့ရပြီပေါ့နော်အဲ့တော့ဒီမှာဆိုဒီကတ်မှာဆိုရင်ကြည့်မယ်ဒါကျွန်တော်တို့ဒါဆိုရင်ပထီအနှုတ်ကျိုးပေါ့နော်ပထီအနက်ကျိုးဒါဆိုရင်ပထီအပေါင်းကျိုးပထီအနေကျိုးပေါ့နော်ပြီးကျွန်တော်တို့ဒီမှာဒါတော့ကျိုးနော်အဲ့တော့ကျွန်တော်တို့ကဒါမော်တာကလားကတ်ကလားလေဘာလားဆိုတာကျွန်တော်တို့ကပထမဦးဆုံးမော်တာကိုစစ်လိုက်တယ်မော်တာရဲ့ထွက်လာတဲ့ကျိုးကြီး3ချောင်း point 3ချောင်းကအလုပ်လုပ်တယ်လုပ်လို့ဆိုရင်ကျွန်တော်ဒီမှာကတ်မှပြန်တွဲမယ်ပေါ့နော်တွဲပြီးကျွန်တော်တို့ဘာလုပ်မလဲပထီကတော့ကျွန်တော်ကျွေးထားမယ်ပေါ့နော်ပထီကတော့ကျွန်တော်တို့ဒီပထီကလာတဲ့ဒီပထီက48ခုပဲပြီး60ပဲဖြစ်ပြီးတော့နော်ကတ်ကိုတော့ကျွေးထားမှာပေါ့နော်ကတ်ကိုကျွေးပြီးတော့ဘာလုပ်မလဲဆိုရင်ကျွန်တော်ဒီမှာတော်ကျိုးကတ်ထွက်လာတဲ့တော်ကျိုးကိုပထီဒီမှာပေါင်းမယ်ပေါင်းပြီးတော့အဲ့တော့ဒီမှာလေဘာစင်တာပေါ့နော်လေဘာကတ်ထွက်တဲ့လေဘာစင်တာကျိုးဒီအစိမ့်နဲ့အဒီကိုကျွန်တော်ပူးကြည့်မယ်ပေါ့နော်ပူးကြည့်လို့လဲတယ်ဆိုရင်ဒါကျွန်တော်တို့ကမော်တာနဲ့ကတ်နဲ့ကအလုပ်လုပ်တယ်ကျွန်တော်တို့လေဘာအလုံးမလုပ်တာဖြစ်နိုင်တယ်လို့သူ့ရဲ့ဒီကျိုးဝါကျိုးတစ်လျှောက်မှာဥမာကျိုးတွေလွတ်နေတာဆွေးနေတာပေါက်နေတာလို့လည်းဖြစ်နိုင်ပြီးရှိတယ်အဲ့တော့အဓိကကျွန်တော်တို့စမ်းရမှာမော်တာနဲ့ကတ်နဲ့မော်တာကတော့ကျွန်တော်အရင်ဦးတော့ပထမဦးလို့စမ်းထားတဲ့အတွက်ကြောင့်မော်တာကတော့ကောင်းတယ်လို့ယူဆလို့ရတယ်အကယ်၍ဒီလိုစမ်းနည်းနဲ့မှမရဘူးမကောင်းဘူးဆိုတော့ဒါ controller ကတ်ပြတ်ဖို့ကများပါတယ်ခင်ဗျာဒီနည်းနဲ့ကတ်ကောင်းမကောင်းစမ်းကြည့်လို့ရတယ်ပေါ့နော်အဲ့တော့နောက်တစ်ခုကအဲ့တော့ကတ်တကတ်မှာကျွန်တော်တို့ကအဓိကသိရမှာမော်တာကျိုး3ချောင်းစင်စာကျိုး5ချောင်းပထီ plus minus ကျိုးတော်ကျိုးလေဘာစင်စာကျိုးဒါလေးသိလို့ရှိရင်ကျွန်တော်တို့ကကတ်ကောင်းမကောင်းမော်တာကောင်းမကောင်းစမ်းလို့ရပြီပေါ့နော်အဲ့တော့သူကကျိုးကအရင်ကြီးဘာမှခဲမရှိဘူးပေါ့နော်အဲ့တော့ပထီကတ်ထွက်တဲ့အနေနဲ့ကျိုးကိုပထီအနေနဲ့မှတွဲတယ်တော်ကျိုးကိုကျွန်တော်တို့ကဒါအရှိကောင်းကိုယူရတယ်ပေါ့နော်အဲ့တော့ဒီမှာဒါဆိုတော့မှာနှစ်ချက်ပဲပါတစ်ချက်ပဲပါဥမာတော့ကျိုးနှစ်ကျိုးနဲ့ပဲကျွန်တော်ရင်ပြောပေးမှာနော်ဒီတော့မှာကျိုးနှစ်ကျိုးပါတယ်ဆိုရင်တော့ရဲ့ကျိုးနှစ်ကျိုးကဘာလို့အလုပ်လုပ်မှာလဲဆိုရင်ကျွန်တော်တို့ဒီမှာကတ်ရဲ့ပထီအနီကိုတစ်စတွဲမယ်တော့ကျိုးကိုတစ်စတွဲမယ်ဒါမှသူကတော့ဖြတ်မှာကိုကျွန်တော်တို့ကဒီမှာအနီအနက်သွားတွဲလို့မရဘူးတော့ကျိုးနဲ့အနက်နဲ့ကိုဒီတော့မှာကျွန်တော်တို့သွားတွဲလို့မရအောင်နော်တွဲရင်ကျွန်တော်တို့လောင်းမယ်နော်အဲ့တော့တော့မှာကျိုးနှစ်စပါတယ်ဆိုရင်ပထီအနီကိုတစ်စတွဲမယ်တစ်စကတော့ကျိုးကိုတွဲမယ်ဒါမှကျွန်တော်တို့ကတော့ဖြတ်မှာလို့နော်โอเคသူကကတ်တွေဆင်းလာတယ်ဒီမှာသူကအရှိကိုဘာကြီးသွားထားမလဲဆိုကျွန်တော်ကြည့်မယ်အရှိကိုသူကပထီအနီတစ်စသွားမယ်
ပတိအနဲ့တစသွားမယ်တော့ရိုးတစသွားမယ်နောက်ပြီးပါသွားမလဲကျွန်တော်တို့ကဒီမှာမိုင်းလစ်ကျူလေးပါကျူပရိစေနာကျူတွေအရှိကိုသွားထားမယ်နော်အရှိမှာအားလုံးကကျွန်တော်တို့ကတွဲမှာပေါ့နော်အမှဒါဆိုကျွန်တော်အရှိခေါင်းခန်းကိုရောက်ပြီအရှိမှာဆိုကျွန်တော်တို့ကသူကတော့နှစ်ချက်ပါတယ်လို့ကြောင့်ကျိုး၃ချောင်းပါတယ်ပေါ့နော်ဒါမှကျွန်တော်တို့တော့ကျိုးနှစ်ချောင်းပဲမြင်လိုက်ပါအဲ့တော့တော့ကထွက်လာတဲ့အနီကျိုးဒီပတိအနီအဝါဒီတော့ကျိုးဒါမှကျွန်တော်တို့ကတော့ပိတ်ဖွင့်လုပ်တဲ့ခါကျရင်ဖြတ်မှာပေါ့နော်အဲ့တော့အကယ်၍ကျွန်တော်တို့ကအဲ့လိုမဟုတ်ဘဲနဲ့ပတိအနီအနဲ့သွားတွဲလို့မရဘူးပေါ့နော်အဲ့တော့ကျွန်တော်ပြောသလိုပဲတော့မှကျိုးနှစ်သားကတလားကတော့ကျိုးတလားကပတိအနီတွဲရမယ်ဒီတစားပူတဲ့တစားကကျွန်တော်တို့ကအဲ့တော့ပိုတဲ့ဒီပိုတဲ့တစားကကျွန်တော်တို့ကဒါသူကဆိုင်းလိမ့်မီပေါ့နော်တော့ဖွင့်လိုက်တာနဲ့ကျွန်တော်ဒီမှာဆိုင်းလိမ့်မီလေးဒီပေါ့ဒါဆိုင်းလိမ့်မီပေါ့နော်ဆိုင်းလိမ့်မီပတ်ချလိုက်မီလေးနည်းနည်းလေးမီးနေမှာပေါ့နော်ဒီအလဲကတော့ဒါမီးကြီးပေါ့နော်ဒါကတော့နှစ်ချက်ပဲကိုကမြင်ပြီးတော့တွဲရမယ်ဟာလေးပေါ့နော်အဲ့တော့သူကအနောက်ကနေပြီးတော့ရှေ့ကိုထွက်မဲ့ကျိုးတွေကပတိအနီယိုးတစ်ချောင်းထွက်မယ်ဒီမှာတော်ကျိုးတစ်ချောင်းထွက်မယ်ပြီးရင်အားလုံးရဲ့အစအနက်စတစ်စထွက်မယ်ပေါ့နော်ပြီးသွားရင်လေးပါကျိုးအနည်းမြန်ကျိုးပရိစင်နာကျိုးသူကဒါပဲထွက်မှာပေါ့နော်အဲ့တော့ကျွန်တော်နောက်ပြီးတော့မှဒီ၅စားအတန်ဘူးနဲ့၄စားအတန်ဘူးကြီးထွက်တာကိုကျွန်တော်တွဲလာလေးတစ်ချက်ပြပြပေးမယ်အဲ့တော့ဒီလိုက်ဘိန်းဒီမှာလည်းကျွန်တော်ဒီရိုးရိုးဘိန်းနေနဲ့တိတ်တော့မထူးခြားတော့သူကဗာလဲဆိုတော့ဝါလေးလိုက်ရရင်ကာဝါလေးကုန်ဖြုတ်ရမယ်နောက်တစ်ခုကဒိုင်ခွက်တွေပါသွားတယ်ပေါ့နော်အဲ့တော့ signal ဆိုလဲကျွန်တော် signal ဘိန်းညာကိုလည်းဒီမှာဒိုင်ခွက်ကနေ signal ဘိန်းညာကျိုးဒီမှာလာတွဲပေးရမယ်အရှင်မီဖွင့်ရင်ပြဖို့အတွက်လည်းအရှင်မီကျိုးလာတွဲပေးရမယ်အဲ့တော့ဒီမှာဒိုင်ခွက်မှာလည်းသူကအစတစချရမယ်တော်ရိုးတစတွဲရမယ်ပေါ့နော်အားလုံးကဒါတိတ်တော့မထူးခြားဘူးပေါ့နော်အဲ့တော့ e-bike ဘိန်းမှာအဲ့တော့အဓိကကျွန်တော်မေးထားညီဒီမှာနော်တော်ကျိုးတော်ထွက်လာတဲ့ကျိုးနဲ့စကြီးတော်ကျိုးတစရေပတိနီနဲ့တစအဲ့မှာကျွန်တော်တို့ကတော်ကျိုးမှဆိုရင်တော်ကျိုးလဲဝင်ဖို့တွေ့ဒီဟူမီခလုတ်ကနေပြီးတော်ကျိုးလဲလာဝင်လို့ရတယ်ဟူမီရပြန်ထွက်လာတဲ့အစတွေကဒီအနက်စချအကုန်ချလို့ရတယ်ပေါ့နော် e-bike ဘိန်းမှာကအနက်စတစတော်ကျိုးတစပတိနီတစအဓိကဒီ main ၃ကျိုးချထားတာပေါ့နော်